ညီကိုတွေအားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြထားတဲ့ပုံတွေကဂျာစီကတော့ကျွန်တော်တို့ရဲ့2026-2029ရာသီရဲ့ Manchester United အိမ်ကွင်းဂျာစီဆိုတာလုံးဝ 100% တေချာသွားပြီဖြစ်ပါတယ်အမှန်တကယ်ဆိုရင်မနက်ဖြန်မှာဒီအင်ဂျီကတရဝင်းထွက်လာမှာဖြစ်တယ်ဆိုပေမဲ့အခုလက်ရှိမှာ Old Trafford ရဲ့အိမ်ကွင်းမှာပိုစတာအနေနဲ့ပြောင်းလဲကတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအင်ဂျီကတော့100ရာခိုင်နှုန်းတေချာသွားပြီလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အနေနဲ့ဒီအင်ဂျီလေးကိုကျွန်တော်အရန်ကြိုက်တယ်ညီကိုတို့အနေနဲ့ကျွန်တော်ကိုလက်ဆောင်ပေးချင်တယ်ဆိုရင်လည်းကျွန်တော်ကတော့လက်ခံပါတယ်စတာပါဒီအင်ဂျီကအရန်လှတဲ့အတွက်ကြောင့်မလို့ညီကိုတို့အနေနဲ့လည်းစုတင်တယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်ညီကိုတို့အနေနဲ့သဘောကျရဲ့လားဆိုတာကိုကျွန်တော်ကိုပြောပြပါအောင်ကျွန်တော်ကတော့သတင်းထူးတဲ့အတွက်ကြောင့်မလို့လာရောက်တင်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်